အမင်းပါလေဟိုအမင်းပါလားကျွန်တော်ပေါ်ပန်းလာမှာပြောတော့အောက်တော့တောင်းရအောင်တော့တောင်းရအောင်ဒီကဘယ်နဲ့တင်တယ်ဘုရားလည်းပြေးကြလာတော့အဲ့တော့ဝင်နေပြီဒါကအရှိလာတယ်တယောက်ကအရှိလာတယ်အဲ့တော့ကိုကြည့်နာသာကြည့်ဟုတ်လားဟောရောတော့ဘာလို့ခိုင်းနေရဟောနေနေနာသာကျင်းတယ်ဆိုတော့ဓမ္မမွေးလို့ဘယ်အောင်ပါတယ်ကျွန်တော်တို့လည်းတစ်ခါတွေ့ရပါဘူးလေရောင်းတယ်လို့မပြောဘူးကျွန်တော်ကခံလာလို့သိတယ်ဘာလဲအပြောတော့ငါရှော့ပေးလိုက်တယ်တင်းဆိုသူနှစ်သိန်းတော့ပူတောင်းနေရတော့ပေးပြီးမလားကျွန်တော်ထောက်ဝင်ဟုတ်ဘူးအပေးထောက်ဝင်မယ်ကြာယူကအိတ်ဝါလာတော့ဒီမင်းတော့ပေါ့တော့ပေါ့နေတာမဟုတ်ဘိုင်းမပြေးတာလေမဟုတ်မတရားกว่าတယ်ကျွန်တော်65လည်းမရအောင်ဟုတ်လား65လည်းမရအောင်ကျွန်တော်ကအမသောတကပြောတာဟုတ်ကဲ့ဟုတ်လားဟုတ်ရိုက်ပါလေဘိုးရိုက်60မမီတော့ကျွန်တော်မရအောင်ပြားသွားကျွန်တော်ပြောလိုက်ဟုတ်လားအဲ့ပုံမှာပြတော့သွားမှာအဲ့ဘာလို့ချင်းလို့ရပြောလား